ဟုတ်ပပတို့ဟာကိုရီးယားကောင်ဝင်လေးတော့ဖို့တော့မှာအလုံးကကိုရီးယားဘယင်း Oh my god ဟေးကိုရီးယားနန်းတွင်းသွားနေပါတယ်ခင်ဗျာဒီဟာနားလေးနေဒီမနေ့တည်းကတက်ကြွလန်းဆန်းနေဒီနေ့ကခေါင်းဝင်လေးဝတ်ပေါ့နော်ဟုတ်လားမမီကိုရီးယားနန်းတွင်းသွားနေပါတယ်အဲ့အရှိမကအဲ့ဟမ်ဘုတ်အင်ကြီးငားတဲ့နေရာပေါ့နော်အင်ကြီးငားတဲ့နေရာမှာအင်ကြီးငားပြီးမှကျွန်တော်တို့နန်းတော်ထဲသွားမယ်အလုံးကကိုရီးယားဘယင်းThe hamburg ဒီမှာအင်ကြီးဝင်ငားမယ်ငားပြီးရင်ဟောအများကြီးပဲအရှိမအမတ်ကြီးအင်ကြီးတွေပါလည်းရှိရသေးလားဒီကနာမမီဗာလေးဝတ်မှာလေအော် make up တွေပါပြင်ပြီးနေတယ်ဟောနှစ်သားပြင်ပါလားမင်းဒီကနာမမီကဘာဝတ်မှာလဲမမီပပကြောပါဦးဗာလေးဝတ်ပါလေဘယ်ဟာလေးလဲမမီဒီအောင်လေးမကြိုက်ဘူးလားမကြိုက်ဘူးနော်အဖြူရောင်လားဟာမင်းဘယ်ရလေးလေးဝတ်ပါပြင်းနေမိုက်လိုက်လားသူအဲ့လိုလေးတွေတော်တော်ကြိုက်တာဒီကအင်းကြီးလေးဘယ်လောက်ကြိုက်တာလဲ감사합니다. 안내. 나도 미야 베리 예미하네. 아 베니 에세가 디마. 우와 라라이다. 아 마이라이다. 베니 만지네 디마. mẹ nhớ là baba thì là bao tí chưa là ha baba nhớ yên là này ok let's go nhớ nào ăn cái mà nó bên ra mà nè nè ha min the mile oh di mi bia မြင်နေဘရင်ကိုယ်တိုင်ကင်မရာမန်လို့ရဟေးမင်းတို့လည်းကြောက်အောင်ကြည့်အောင်နော်မင်းသားတွေကြောက်မှတွေ့တာဟဲ့မြည်ကြီး啊，就是呀，你哦。進行のため、スタッフの案内に従ってご移動いただきますようご協力をお願い申し上げます。Korea နန်းတွင်းနဲ့ရောက်ပါပြီဒီထဲမှာတို့ရဲ့နန်းတွင်း traditional suit တွေနဲ့အရင်မှတွေဗျာလာပါပြီမင်းသမီးဒါကျွန်တော်ရဲ့မိဖုရားပါဟိုအောက်ကကျွန်တော်ရဲ့သမီးတော်လေးပါဘေးမှာကိုရံတော်တပ်သားတွေကြောင့်ငှားတာနန်းတွင်းထဲမှာတို့ဒီ costume တွေနဲ့ရိုက်ကြတာတော်တော်လှကြတယ်ဗျာ make up ဒီမှာတစ်ခါတည်းပြင်လို့လေရတယ် make up တစ်ခါပြင်ရင်2000ပေးရတယ်2000တော့ပြင်တဲ့လူတွေမှအများကြီးပဲကျွန်တော်မြန်မာတွေပဲတိတ်မပြင်ဖြစ်တာပြီးဒီအင်ကြီးတွေငားတယ်ဆိုရင်လည်းအဲ့လို9000နေ1000နေရှိမယ်ထင်တယ်အမျိုးမျိုးကျွန်တော်တို့ကြတော့ဒီ tour ကအကုန်လုံးစီစဉ်ထားပြီးတော့ဘယ်လိုလဲကျွန်တော်တို့ဘာမှပေးစရာမလိုတော့ဘူးဗျာပုံမှန်ဆိုရင်ဒါတွေငားပြီးတော့ဝင်တဲ့လူတွေပဲမနေမနှောပတ်စံနေပေးပြီးတော့ဝင်လာတာနောက်မှကျော်သမီးလာပြီအရင်မှရတူဟာငါသမီးဒီနေ့ချစ်ဖို့အကောင်းဆုံးပါပဲကွာ
โอเคလေးတို့တော့ကြွားအောင်ပါလားဟမဲမိမိဒီမှာလဲပြလိုက်ပါဦးတစ်ချက်တော့လေတစ်ချက်လေးလဲလိုက်ပါ Oh my god ဒါကိုရီးယားတကယ်နန်းတော်အစ်စ်ကြီးမလားနော်ပြန်ဆောက်ထားတာတော့မဟုတ်တော့ပါအကြီးပဲနော်ဒါတော့မှ area လေးတစ်ခုပဲရှိတယ်အထဲတွေတော့လိုက်မသွားနိုင်တော့သွားနိုင်လားဟိုကိုတို့ဖွဲ့ဟိုဘယင်းအနီအောင်နဲ့ဟိုလေးစိန်ရအငယ်对了，ဒီဘက်ရွှေရောင်နဲ့အဖွဲလေလှတာ Hey ဒါနန်းတော်တွေကဟန်ဂျဘူးဂျဘူးမလေးဟန်ဂျဘူးလေးမင်းနာမည်ပါလေဟန်ဂျဘူးမလူတွေအများကြီးမင်းကနှုတ်ဆက်လိုက်ပါဦးကိုရီးယားလူလေးနှုတ်ဆက်လိုက်ပါဆရာကြီးယောဟေးတမီးတော်လေးပပကိုမမီးကဘယ်လိုခေါ်မှလဲပပကိုဖတ်ခမဲတော်လို့ဗါလဲဖတ်ခမဲတော်အေးခေါ်မယ်ဒါဆိုပပအခုခေါ်ပြီနော်တမီးတော်လေးသမီးတို့လေး ပပကိုပြန်ခေါ်ပြီဖတ်ခမဲတော်ဖမဲတော်မဟုတ်ဘူးဖမဲတဲ့နေပြီမမီပပတို့နန်းတွင်းမှာဘာကြီးလောက်ကြမှာနန်းခွေးမဟုတ်ဘူးဒီမင်းသမီးကမမီးနာမည်လေးကဘာလေးလဲတိလားဟန်ချဖိုင်သမီးဟန်ဂျဘူးလေမမီပပရဲ့ကျင်ရတော်လေးတွေမမီလိုက်ကြည့်ပေးပါမမီရဲ့မိဖုရားကြီးကိုမမီရဲ့မေတော်မပြောနဲ့နော်မေတော်ကြီးရှိတယ်ဟိုရှိမှာကင်မရာကြီးကင်ထားတာသိလားပပကလေကျင်ရတော်လေးတွေလိုက်ကြည့်မအများကြီးရှိတယ်မမီလူချင်လားကျင်ရတော်လေးလူချင်တာလားအဲ့ဒါပပလိုက်ရှာနော်ကြည့်ရတော့လေးမိဖုရားကြီးကအရင်နာညီတို့နေနန်းတော်တခွင်ပြည့်စင်အောင်ပတ်ဆော့နေရပဲဟောဟာသူနန်းတော်တခွင်ပြည့်စင်အောင်ဆော့ပြီးတဲ့တခါလလေးဘက်ထောက်ပြီးအေးပါခမဲတော်ရဲ့အကူကြီးလေးယူလိုက်မယ်နော်ဝါဟောဒီနန်းတော်ကြီးကတော့လှတာပဲအနောက်မှာ background ကလုံးဝတောင်ကြီးနေတယ်အမီလှလိုက်တာနော်ဒီတဲ့ကနန်းတော်အထဲဟိုးအထဲအထိကိုရောက်ပြီကျွန်တော်ထင်နေတာဘယင်းနေနဲ့တက်တဲ့နေရာနဲ့တူတယ်တော်တော်ကြီးလာတယ်ဗျာဒီထဲမှာဒီမှာ costume တွေနဲ့ရိုက်နေတဲ့လူတွေလည်းအများကြီးပဲတကယ် photographer တွေနဲ့လည်းဒီထဲမှာရိုက်လို့ရတယ်ဒီနန်းတော်တစ်ခုတင်တော်တော်ပတ်စံရမှာဗျာတရက်ကိုလေဒီအင်ဂျီတွေငှားတာတွေဒီထဲကိုဝင်ခွင့်လက်မှတ်ရောင်းတာတွေဒီနန်းဆောင်ကြီးတွေဆိုမိုက်တယ်ဗောနော်ပြဒီရှေ့မှာဆိုကြောက်တွေနဲ့လမ်းတွေခင်းထားတယ်ဒါဟိုရင်ရှေ့ခေတ်တွေကပုံစံတွေအတိုင်းကိုပြန်ပြီးထိန်းထားတယ်နဲ့တူပါတယ်ဒီမှာဆိုကြည့်တပ်ပုံရဲဘူးစောင့်နေကြတဲ့လူတွေအများကြီးပဲအခုတော့ကျွန်တော်သမီးတော်လေးဘယ်နာတော့ဆော့နေပြန်ပြီမသိဘူးကျွန်တော်ကြည့်လိုက်ပါဦးမယ်ဟိုမှာတွေ့ပါပြီဒီတော့ဘိုင်ဘိုင်နန်းတော်ကြီးသွားပါတော့မယ်အပြင်ပြန်ထွက်တော့မယ်တိလိုက်ရင်ကြတော့ဒါနန်းတော်ကတို့နိုင်ငံရဲ့မြို့လေကောင်ကြီးမှာဒါဟိုရှေ့ခေတ်တုန်းကဆိုလဲနန်းတော်ဆိုတာကမြို့တစ်မြို့ရဲ့မြို့အလဲမှာရှိတာဟုတ်အဲ့တော့ဒီနန်းတော်နဲ့ဒါရှေးခေတ်နဲ့မြို့ပြနှစ်ခုတွဲပြီးမြင်ရတဲ့နေရာပေါ့နော်ဒါကိုရီးယားမှာတိုက်တွေဘာတွေကတော့တော်တော်လေးကိုလှတယ်ဒါပေမဲ့လည်းနည်းနည်းတရက်လောက်နေအကုန်လုံးကဒူတွေဖြစ်လာဒီနေရာလေးကျတော့နည်းနည်းအဆန်းလေးမြင်ရတယ်ပေါ့နော်ဒီနေရာမှာလုံးဝမြေကွက်လက်ကြီးတွေနဲ့အရင်တော့ဆိုရင်ဒါစစ်တီတော်တွေတခါလေးကျဒီထဲမှာအခုလည်းရှိတယ်ကျွန်တော်တို့သူတို့ performance လုပ်တဲ့အနေနဲ့အခုနကတွေ့တာဆိုရင်စစ်တီတော်အဖွဲလိုက်လမ်းလျှောက်ပြီးခြိတက်သွားတယ်ပေါ့ဗျာတော်တော်ကြီးမိုက်တယ်အဲ့ဒီအဖွဲလိုက်တွားနေတဲ့ပုံစံကြီးကတော်တော်မိုက်တယ်လုံးဝအရှိအလံကြီးတွေကင်တဲ့အဖွဲတွေကကင်ပြီးတော့အထဲကိုဘယ်လိုပြောဘုံနေနဲ့ဝင်လာတဲ့အဖွဲတွေကဝင်ပြီးရင်သူတို့ dressing အယောင်တွေကလည်းအမျိုးမျိုးဗျာတကယ်ကြီးမိုက်တယ်အခုဒီမှာဆိုလဲဒါကျွန်တော်တို့ဒီမှာလူမျိုးပေါင်းစုံမြင်ရတယ်ပေါ့ဗျာလူမျိုးပေါင်းစုံဆိုတဲ့နေရာမှာဟုတ်ထားပါတော့ English တွေကလည်းဒီလိုမျိုးအင်ဂျီတွေဝတ်လာတယ်ပြီးရင် Mongolia တွေခုနကတွေ့တယ်ဒီရှေ့မှာဆိုရင်ဒါ Korea ဒါ Islam ပဝါလေးတွေနဲ့လောကကျစ်စရာလေးတွေပြီးရင်ဒီအရှိမဆိုရင်ရိုးအင်ဂျီနဲ့သူကဒီနန်းတော်တွေကိုဝင်မယ်ဆိုရင်ရိုးအင်ဂျီနဲ့ဝင်လို့ရှိရင်ပတ်စံပေးရဒီသူတို့ရဲ့နန်းတွင်းဝတ်စုံနဲ့ဝင်မယ်ဆိုပတ်စံမပေးရ
ဒါပေမဲ့နန်းတို့ဝတ်စုံတွေကတော့အပြင်မှာငှားခါတော့ကုန်တယ်ပေါ့နော်အခုကျွန်တော်တို့ပြန်มาတော့မယ်နန်းတော်ကအကျယ်လဲအကျယ်ကြီးပဲဟိုဘက်တွေလည်းထပ်သွားလို့ရသေးတယ်ဒါပေမဲ့မသွားနိုင်တော့ဘူးဗျာနေအရန်ပူတယ်ကျွန်တော်အခုရောက်နေတဲ့အချိန်ဆို12နာရီဝန်းကျင်ရှိပြီနေပူတယ်ပြီးတော့ဒီအဝတ်စားကြီးတွေကျွန်တော်ဆိုပန်းညူရောဘယင်ကြီးလို့ခေါ်ရမှာပေါ့နော်အဝတ်စားတွေကပူတယ်ဗျာနောက်မှကျွန်တော်မျိုးသမီးကျွန်တော်ကခလေးနဲ့လိုက်ဘိုင်းအောင်ရွေးလိုက်တာကျွန်တော်ဒီနန်းတော်တကူလုံးမှာဘိုင်းအောင်ဘယင်ကြီးကကျွန်တော်တယောက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့အခုပြန်ထွက်တော့မယ်ထွက်ပြီးရေနေ့လည်စာလည်းသွားစားအောင်မယ်ဆိုတော့အဲ့တော့ဒါကတော့ဒီနန်းတော်တွေကိုလာခဲ့တဲ့အမတ်တရ vlog လို့ပဲပြောရမယ်ပေါ့ဗျာတကယ်တမ်းတော့နန်းတော်အကြောင်းတွေအများကြီးပြောပြချင်တာဒါပေမဲ့နန်းတော်အကြောင်းလည်းကျွန်တော်လည်းဘာမှလည်းသိချင်မသိဘူးသူတို့ခုနရှင်းပြသွားတာတွေတော့ရှိတယ်ပေါ့နော်အဲ့တော့အခုကတော့ဒီနန်းတော်ကကျွန်တော်ဘယင်ကြီးဟန်ချီဖိုင်ရယ်ကျွန်တော်သမီးလေးဟန်ဂျပူရယ်ပြီးတော့ကျွန်တော်အမျိုးသမီးဒါမိဖုရားကျွန်တော်ရဲ့မိဖုရားတွေကတယောက်ပေါ့ဗျာမိဖုရားတွေဒီနန်းတော်တွေမှာအများကြီးပဲအေးဘယင်ဒီခေတ်တော့ဆိုအဲ့လိုပဲဖြစ်နေပါနော်မိဖုရားရဲ့စွတ်မြာဟောဒါကတော့ဟန်ဂျပူလေးကတော့ရမ်းပဲများပါတယ်ခင်ဗျာအမေအဲ့တော့မိတတ်တာလို့နန်းတော်ကြီးကိုနှုတ်ဆက်ပါတယ်လို့ဒါသူတို့ဒီလိုမျိုးတိုင်းခန့်လှည့်လည်နေပေါ့နော် costume တွေနေနဲ့ဝါဟေးမိအမိုက်တယ်နော်မတူခါဟေးအမီတူခေါ်လိုက်မတူတောဆွဲမှာဆိုဟေးအမီတူဒါတို့ဒီနန်းတော်ထဲမှာတောက်လျှောက်လှည့်နေတယ်ဆိုတဲ့အဖွဲဒါစစ်သူကြီးနဲ့သူ့ရဲ့ဒါဓာတ်ပုံတွေပါလေတွဲရိုက်လို့ရတာပါနော်သူတို့စစ်သူကြီးကလုံးဝမျက်နှာကြီးကမကလောင်နေရကျုပ်စီရိုက်အဲ့တော့ကျွန်တော်တို့အပြင်ပြန်ထွက်ပါတော့မယ်ခင်ဗျာ Bye bye A few moments later ပြီးတော့ဘာမှမပူနဲ့ဘာလို့မြို့ရောက်ပြီဘယင်းနဲ့လမ်းမေးတွေရောက်ပြီဟိုမချင်းဒီနေ့ပတ်စံနေလာထည့်သွားဘယ်လိုလုပ်မှာဘေးကဘယင်းတရောင်းသားလဲဆိုတော့ ဟုတ်တယ်ငါအဲ့လိုငါဘွားရတနာဖို့ကောင်းပါလေ အမိုက်ပုံလေးနားမှာ အမေအဲ့လိုပါဘဘတို့ကြည့်ဘဘတို့ချက်လေးကြည့်လိုက်ဟုတ်ကြည့်အခုဘဘတို့အင်ကြီးတွေချက်သွားလဲမယ်ပြီးလို့ရှိရင်မိမိကိုဘဘတရက်သီးရယ်နုရယ်ဝယ်တိုက်မယ် ဒါထိုင်းမှမဟုတ်တာဘေးရရှိမှာ ကိုလည်းပြောစရာမရှိတော့လို့ပါကွာမိမိဘာသားကျင်လဲအဲ့ဒါဆိုဘဘတို့ချက်ပြောအိပ်ပြန်မယ်လေဒါလေးတစ်ချက်သွားလဲလိုက်ပါနော်အေးဒါပူတယ်ဒီဘယင်းကြီးတယောက်ပြောနားထောင်လိုက်ပါဟုတ်လားပပလေတနိုင်ငံလုံးပပပြောရအကုန်နားထောင်နေမိမိရဲ့ဟုတ်လားပပလေလူအကုန်လုံးကကြောက်တာဟန်ကြဘူးတယောက်ကလွယ်ရင်ဟာမလိုက်ဘူးမရဘူးဟာအေးပြန်ချီတော့မယ်ပြန်ချီတော့